これは日本語で何と言いますか？スマホですよ。すみません。もう一度お願いします。スマホ。ありがとうございます。ဆိုရင်ဘာပြောသွားတယ်လဲပေါ့နော်အဲ့တော့ကောင်းမလေးကပြောပါတယ်ခိုရဲဝဒီပစ္စည်းပေါ့နော်ဒီကဖုန်းကိုပြောချင်တာပေါ့နော်ဖုန်းကိုတဲ့နီဟွန်ဂိုတဲ့ဂျပန်လို့နန်တော့ဘာလို့အီအီမတ်ကပြောတယ်လေဂျပန်လို့ဘလို့ခေါ်တယ်လေတဲ့ဖုန်းကိုတဲ့အဲ့တော့ကောင်းလေးကပြောပြပါတယ်ဖုန်းကိုဆူမဟိုですよဆူမဟိုဆိုတာကတော့ခုနမိုဘိုင်းဖုန်းပြောတာပေါ့နော် that's ကတော့ဖြစ်သည်ရောရဲ့အဓိပ္ပာယ်ကတော့ no လို့ဘာသာပြန်ပါတယ်ဆူမဟိုဖြစ်ပါတယ်နော်ဆူမဟိုလို့ခေါ်ပါတယ်နော်လို့ပြောပြလိုက်တာပေါ့ဒါပေမဲ့ကောင်မလေးကတေချာမကြားရတဲ့အတွက်ကြောင့်ဆရာမတေချာမသိတဲ့အခါမှာဘလို့သုံးလို့ရလဲဆိုတော့စမီမာဆန်အာနာပါတယ်မိုးရီချီတော့နောက်တစ်ချိန်လောက်お願いしますတောင်းဆိုပါတယ်ပေါ့နော်နောက်တစ်ခေါက်လောက်ပြောပေးပါဆိုတဲ့အသုံးအနှုန်းလေးဖြစ်ပါတယ်စမီမာဆန်အာနာပါတယ်မိုးရီချီတော့နောက်တစ်ချိန်お願いしますတောင်းဆိုပါတယ်တဲ့အဲ့တော့ကောင်လေးကနောက်တစ်ခေါက်ပြန်ပြောပြမှာပေါ့နော်ဆူမာဟိုတလုံးချင်းစီပေါ့နော်ဆူမာဟိုလို့အတန်ထွက်ပါတယ်လို့ကောင်မလေးကိုပြောပြလိုက်တဲ့အတွက်ကြောင့်ကောင်မလေးကありがとうございますကျေးဇူးများကြီးတင်ပါတယ်လို့ပြောလိုက်တာဖြစ်ပါတယ်အဲ့တော့လဲပါတယ်နော်ဒီနေ့ကလောက်ပါပဲ今日もありがとうございましたまたね